န်းဆိုပါဆိုအဲ့လိုလေ lighting ကောင်းကောင်းနဲ့လေဟုတ်တယ်ဒီထွက်ကောင်းတဲ့ဟာမျိုးတွေအရင်တော့ဟုတ်တယ်သူဓာတ်ပုံရိုက်ချင်လို့အားလုံးမင်္ဂလာပါရှင်ကိုဝါဆိုလို့ရောက်နေရတော့အမရာဘေးကိုလိုမီနီယံရောက်နေရပါကျဲရမှာပေါ့နော်ဘာရှိလဲအမရာဘေးကအဓိကကတော့ကန်းနာလေးမှာကန်းနာဘေးမှာရှိတာပေါ့ရှိရယ်ဖြူကအရှမ်းမိုက်တယ်နောက်ပြီးတော့အခန်းကြီးရောဒီထဲမှာရှိရ facility ရောဘာတွေရှိမလဲဆိုတာဟိုနည်းနည်းတူတူလိုက်ဒီ view လေးကိုကြိုက်တယ်ဘာပဲပြောအသက်ရှူချောင်းတယ်အမျိုးပေါ်မှာကားရင်းနဲ့မိုးကျနေလို့ရှိရင်ဒီဘက်မှာလာပြီးတော့အေးအေးဆေးဆေးအနားယူလို့ရတယ်အဲ့တော့ဒီကွန်ဒိုလေးကိုစိတ်ဝင်စားလို့လာကြည့်ရဖြစ်ပါတယ်အားလုံးတူသွားကြမယ်မင်္ဂလာပါအခန်းလေးတွေတည်ကြလို့ပေါ့နော်နောက်ပါအခန်းမျိုးစားလေးရှိတယ်ပေါ့အဲ့ဒါလေးစုံစမ်းနေတော့ဟုတ်ကဲ့မလေးကတော့ဒီရဲ့ special sales ကိုဆိုတော့ညီပါရှင်ဟုတ်ကဲ့ပါအခန်း atomic tower ကကျတော့ tower 1နဲ့ tower 2ပေါ့နော်ဟုတ်ဒီနေ့ project ရဲ့အားသာချက်ဆိုလို့ရှိရင် landscaping area ကကောင်းရှိရပေါ့ landscaping area ကိုပဲ6 acre ချက်သုံးထားတယ် ratio နဲ့တက်မယ်ဆိုလို့ရှိရင်35ရာခိုင်နှုန်းလောက်ပြောလို့ရရဲ့ရှင်ဟုတ်ဒီ garden area လေးကဆိုလို့ရှိရင်ရင်တို့2 acre ရှိရပေါ့နော်ပြီးတော့နောက်တစ်ခုပေါ့နော်ရင်တို့ project ရဲ့အားသာချက်ကကျတော့မြေပိုင်ဆိုင်မှုပေါ့မြေပိုင်ဆိုင်မှုဆိုလို့ရှိရင်လည်း KNN ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခန်းဝယ်ဆိုလို့ရှိရင်မြေပိုင်ဆိုင်မှုကအချို့ဆက်ရမယ်ပေါ့ဟုတ်တယ်ရှေ့ကားတဲ့ area လေးတော်တော်ကျယ်တယ်အေးကားတယ်နော်ဟုတ်တယ်ဒီဘက်ကန်းနာ view လေးကိုကြိုက်တယ်လေကောင်းပြတန်နေတယ်ဟုတ်တယ်မဟုတ်ဒီကိုရောက်လာတဲ့ခါမှာကန်းချင်ရောက်သွားလို့ဟုတ်တယ်ဟုတ်တယ်အုံးလေးလေးနေဆိုတော့အဲ့လိုပိုင်လေးရတယ်ပြီးတော့ကားပါကင်လည်းစိတ်ပူစရာမလိုကားပါကင်ဆိုလို့ရှိရင်လည်းဒီမှာလေးတက်ကားပါကင်ပါတဲ့အတွက်ကြောင့်မလို့ကားအစီလေးတော့ရနိုင်နေရှင်မလို့ American Kono project ကဒီနေရာလေးမှာတရှိရပေါ့နော်မြစ်30စုံတဲ့နေရာမှာရှိတယ်ရန်ကုန်မြို့ရဲ့အလှဆုံး river view ကိုမြင်ရမယ်ပေါ့နော်ညီမလေးပြောရင် international bay area ဆိုတာဒီနေရာလေးကိုပြောတာပေါ့ဒီခုနကနေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်မြစ်စုံပါမြင်ရတယ်ပေါ့ဟုတ်အရှိမရှိရဲ့ဒါလမ်းမကြီးဆိုလို့ရှိရင်လေဒါရှုခင်းတာ6လမ်းတလမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဟုတ် traffic jam လုံးဝမရှိဘူးဟုတ်မနက်ဆိုလို့ရှိရင်တတမီလေးရှိရဆိုလို့ရှိရင် kindergarten လည်းရှိမယ် SKT international school လည်းရှိရတဲ့အတွက်ကြောင့်မို့လို့ဟုတ်ကျောင်းထားလို့ရမယ်ဈေးဝယ်မယ် shopping ထွက်မယ်အကုန်လုံးလုပ်ရမယ်ပြီးရင်မိသားစုစုံတဲ့အချိန်ကြလို့ရှိရင်ကန်းနာအပန်းချန်လေးမှာ9နာရီလောက်ဆိုလို့ရှိရင်အပန်းဖြေမယ်လမ်းလျှောက်မယ် plus လုပ်မယ်အကုန်လုံးလုပ်ရတယ်မလို့ဒီ Emerald Bay ကိုမှာဆိုလို့ရှိရင်တော့ 5 star property service ရမယ်ပြီးတော့ဒီမှာ security system ဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်ပေါ့ရင်းတော့ဒီမှာ level 7နဲ့အဆင့်90နဲ့လုပ်ပေးထားတဲ့ security system ကို main gate ကိုစပြီးဖြတ်လာပြီးဆိုတော့ ancient airtel ကိုကားနံပါတ်ကို scan ဖတ်တဲ့နည်းပညာနဲ့ခွဲမှာအဲ့တော့ဒီအိမ်မှာမနေရသူဆိုလို့ရှိရင်လုံးဝဝင်လို့မရဘူးနော်ဟုတ်ကဲ့ဧည့်သည်လာလဲပြီးဆိုလို့ရှိရင်ဧည့်သည်ကကိုလာလဲအင်ရှင်ရဲ့အခန်းနံပါတ်1 tower နံပါတ်1မှန်အောင်ပြောပြရမယ်။ဒါပေမဲ့လည်းတွေးလို့မရသေးဘူး။အင်ရှင်ဘက်ကဒီဧည့်သည်ကကိုယ့်ရဲ့ဧည့်သည်ဟုတ်မဟုတ် video intercom နဲ့ confirm လုပ်ပြီးမှပဲတွေးလို့ရမှာ။လို့လေကြိုက်ရပါလား။ကြိုက်တယ်။ဒီကဘာကြိုက်လဲဆိုတော့လေသူကန်းသားနဲ့လည်းနီးရပေါ့နော်။နောက်ပြီးခုနကဘာလို့တီးခဲ့ရတာဘာလို့ရှောက်လာခဲ့တဲ့ garden ဆိုရင်လေသူက2 acre တောင်ရှိတယ်။2 acre ရှိတော့အဲ့မှာရေကူးကလည်းရှိတော့အကျယ်ပေါ့နော်။အရန်ကျယ်တဲ့အတွက်လူအတွက်ဟိုစိတ်သက်သာရတယ်ရတယ်အသက်ရှူတော်တော်ချောင်းတယ်ဒီမျိုးပြရဲ့လေကောင်းလေတန်းရတယ်ဒီမျိုးပြရဲ့မိုးကျက်မှုတွေကိုဘာပဲပြောတက်တာဝါစေတယ်မစိုးကြိုက်တယ်အခက်လေးသွားကြည့်မယ်ပြီးရင်သွားကြည့်မယ်နောက်ပြီးတော့တာကီတက်မှာရှိရတဲ့အတွက်မျိုးတဲ့တောင်းတောင်းနိုင်တယ်အရင်မဟုတ်ဘူးတော်တော်နီးတယ်သွားလာတာလေစင်ပြေတယ်အဲ့တော့ကြောက်ကြိုက်တယ်အခုကအခန်းကြီးကမကြည့်ရဘူးအခန်းကြီးတော့ကြည့်မယ်နော်တို့ဒီ one bedroom ခန်းလေးရဆိုအခုမြင်နေရတဲ့အတိုင်းပဲ fully decoration အခုမြင်နေရတဲ့အတိုင်းပဲပေါ့ decoration မှာဘာတွေပါလဲဆိုလို့ရှိရင်ဒီလိုမျိုးအပေါ်အောက် kitchen cabinet တွေပါမယ်ဒါဆိုလို့ရှိရင်360လက်လို့ရရေပိုက်ကောင်းပေါ့နော်ရေလုံးရေပန်းခွက်လေးရမယ်စက်တဲ့နေရာယူဆေးလို့ရမယ်ဒီမှာဒါရေတန်းခံတောက်ဖို့အတွက်အောက်မှာရေတန်းဆက်ပါမယ် gas stove အညော်ဆုပ်ဆက်ပြီးရင်ဒီလိုမျိုး cabinet တွေအားစတခါရဲပါပြီးသားပေါ့ပြီးရင်ဒီလိုဘားကောင်လေးထည့်ပေးထားတယ် dining area တည်တတ်မှုတော့ဝင်တဲ့ဘားကောင်လေးပေါ့ပြီးရင်ဒီအောက်မှာလည်းအောက်က kitchen cabinet လေးပါမယ်ဟုတ်ကဲ့ရှင်ပြီးလို့ရှိရင်ဒီဘက်မှာ video intercom system တွေပါမယ် living area ပါမယ်ဒီလိုမျိုး basin area ဆိုလို့ရှိရင်လည်းအခုပြထားတဲ့အတိုင်းပဲပေါ့နော်ဒီလိုမျိုး basin cabinet တွေကစတခါရဲပါမယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ပြီးတော့ဒီဘက်မှာတော့အခန်းလေးရှိမယ်ရှင်ပါအခန်းကတော့ရင်တို့အခုမြင်နေတဲ့အတိုင်းပဲအဲကွန်တို့ပြီးကြလို့ရှိရင်ကျန်းခင်းတို့အကုန်တခါရဲပါပြီးသားမှန်နေဆိုလို့ရှိရင်ရင်တို့အတန်လဲလုံနေပေါ့နော်ဖြာသီးဥတန်လဲခံနေတဲ့ double timber glass တွေသုံးပေးထားတယ်ညာဆာဆာတင်ညာလေးဟုတ်တယ်မဟုတ်အိမ်တရှင်းလို့ကိုလည်းအချိန်ရိုင်းပေးကြပြီးတော့ရင်တို့ခုန1 bedroom လေးပြပြီးသွားရေးဆိုတော့အခုအခန်းလေးကကြောင့်2 bedroom ပေါ့2 bedroom 2မျိုးရှိတဲ့နေရာမှာ type D square feet 899နဲ့985ရှိရဲ့2 single ခန်းလေးပြပြီးမယ်နော်ဟုတ်
ဒီ village ကြောက်ပါအောင်ရှင်ခုထူးစင်ငယ်ခန်းလေးရောဒီဘက်မှာသူက close kitchen လေးပါလာပြီပေါ့ kitchen တည်တန်းဖြစ်သွားပြီဒီမှာရင်တို့ဒီမှာ slide door ပါလာမယ်ပေါ့နော်ဒါက sample room မလို့ slide door တော့မပါသေးဘူးပြီးတော့ဒီမှာထူးခြားချက်ကကျတော့ veranda နှစ်ခုဖြစ်သွားပြီ balcony နှစ်ခုပေါ့ဟုတ်ကဲ့ဟုတ် kitchen အတွက် ဟုတ်တယ်မသူ service balcony ပေါ့မအဝေးဆက်ဆက်ထားလို့ရတယ်အဝေးလမ်းလို့ရတယ်ဟုတ်တယ်ပြီးရင် kitchen ရထွက်လိုက်ပြီဆိုလို့ရှိရင်ဒီဘက်မှာ living area လေးရှိရမဟုတ် living area ဆိုလို့ရှိရင်ဒါမိသားစု၄ယောက်လောက်ထိကောင်းလေးအပန်းဖြေနားယူလို့ရတယ် relax လုပ်လို့ရတယ်ပေါ့ဒီအရှိမှာတော့ single ခန်းလေးရှိမယ်ပေါ့ဟုတ် ဒီကျလေးတော့ပါမစိုးဘူးဝင်နေတော့ဝိစားတကန်းထားလိုက် ဒါကတော့ common bathroom ပေါ့နော်ဟုတ်ဒီလိုလေးခလေးလေးအရန်ကြိုက်ကြတယ်ခလေးကပုံစံလေး decoration လုပ်ပေးထားတာလေဟုတ်ဒီမှာ payment plan တွေရော discount တွေရောတေချာလေးလုပ်ပေးပါမှာဟုတ်ကဲ့အဲ့ဆိုနောက်တစ်ခန်းပြပေးမယ်နော်ဟုတ်ဒီခန်းလေးရကြတော့လေ square feet 1500ကျော်နဲ့1600ရှိတဲ့ type A 3+1 bedroom အခန်းလေးပေါ့သူက master တစ်ခန်း single နှစ်ခန်းအပြင်မှာ main room လေးတစ်ခန်းပါတယ်ဟုတ်ဒီဘက်လေးပါမလိုက်ပြပေးမယ်ဟုတ်တ kitchen ပေါ့ kitchen ကတော့ခုနအခန်းလေးလိုပဲသူက close kitchen ဖြစ်မယ်ပြီး kitchen cabinet တွေအကုန်လုံးပါလာမယ်ဒီဘက်မှာ main room လေးမှာဟုတ် main room ဆိုလို့ရှိရင်သူက bedroom attached နဲ့ဟုတ် attached ပါပြီတာ attach ပါပါဗျာ ဒီဝင်ကြည့်လို့ရမှာဟုတ် ဟုတ်တယ်လည်းရေချိုးတယ်နော်စင်ပြေတယ်အော်မိကတော့ပါပါလေ ဟုတ်ကဲ့တေးတဲ့အခန်းလေးစီစဉ်ပေးစရာမလိုဘူးမဟုတ်အရန် convenient ဖြစ်တယ် ancient နဲ့လည်း privacy ဖြစ်တာပေါ့ဟုတ်ပြီးဒီဘက်မှာဆိုလို့ရှိရင်လည်း dining area ဆိုတော်တော်လေးကျယ်သွားပြီခုနအခန်းတစ်ထပ်စားလို့ရှိရင်ဟုတ်ပြီးကြဒီဘက်မှာဆိုလို့ရှိရင် living area ပေါ့ living area ဆိုတော်တော်ကျယ်ပြီနော်အဲ့ကျတဲ့ theme လေး MS ဒီအခန်းကြောင့်လေရင်တို့ America မှာဆိုရှင် signature river view ရတဲ့အခန်းပေါ့360 degree လုံးဝမြစ်ဆုံ view ရောမြစ်ကုံမှာလုံးဝ360 degree မြင်ရတဲ့အခန်းဟုတ် signature river view ပေါ့အခန်းလေးဒီဘက်မှာလိုက်ပြပြီနော်ဟုတ်ကဲ့ဒီကောင်ဘယ်နဲ့ခံ3ခန်းအပြင်မှာနောက်ထပ်အခန်းတစ်ခန်းပါအောင်မယ် main room လေးတစ်ခန်းမှာ4ခန်းပေါ့နော်ဟုတ်ကဲ့ရှင်ဒါလေးကပထမဆုံး single ခန်းလေးပေါ့ဟုတ်စင်ရခန်းဆိုရင်မဲ့သူဖွဲ့ထားတဲ့ပုံစံကလည်းဒါကြက်လေးနဲ့အပိုလိုမရှိဘူးပေါ့ဟုတ်အဲ့လိုလေအခန်းဆိုပါဆိုအဲ့လိုလေအဲ့လို lighting ကောင်းကောင်းနဲ့လေဟုတ်တယ်ထွက်ကောင်းတဲ့ဟာမျိုးတွေရမ်းဟုတ်တယ်မသူဓာတ်ပုံရိုက်ချင်လို့ဟိုလေစီတော့အားဖြစ်တယ်ဟုတ်ပါလေစားဟုတ်တယ် lighting ကောင်းမှဓာတ်ပုံဟလာလေးရမှာဒီဘက်ကတော့နောက်ထပ်စင်ငယ်ခန်းလေးပါရှင်ဟုတ်ဒါကတော့ရိုးရိုးစင်တယ်ကမှာဟုတ်တယ်မဟုတ်ပြီးဒါကတော့ common bedroom ပေါ့နော်ဟုတ်မဒါကတော့ master bedroom ဟုတ်ဒီ master bedroom ကတော့သူ့ရဲ့ရေချိုးခန်းထွက်လိုက်ကအသက်ပဲဘတ်တက်ပါပြီးသားဟုတ်ရှေးစင်ရကြိုက်တဲ့သူဆိုလုံးဝအဆင်ပြေဟုတ်တခြားအခန်းမျိုးစားရမှာမပါဘူးဟုတ်ကဲ့ဟုတ်ကျဲပြင်ထားတဲ့အိဟာတွေကျွန်တော်သဘောကျဟုတ်ဒီအခန်းလေးကိုသဘောပူစားလိုက်တော့မိုင်းအခန်းကြီးတော့တော်တော်ကြိုက်နေ view လေးကြိုက်နေပြီဘယ်ခန်းပူကြိုက်ဆုံးလဲဒီခန်းကြိုက်ဒီခန်းအကျယ်ဆုံးမှရှိမှာကျဲလေးကြိုက်လေကဲတော်တော်ကြိုက်နေပြီကြိုက်နေပြီလားဟုတ်နေအောင်ကြံသေးရဒီခန်းနောက်တစ်ခန်းစတဲ့အကုန်လုံးပြပေးအောင်ပါဒါကြတော့ခုနအခန်းတက်ဆောက်ရှင်နည်းနည်းလေးစိုက်သေးသွားတယ် square feet ဆိုလို့ရှိရင်1200ကျော်နဲ့1300ရှိမယ်တော့ Euro 3 bedroom ပဲဟုတ် master တခန်း single နှစ်ခန်းပါမပါတော့ဘာလို့ဆိုတော့ညီမတို့ဒီမှာကခုနပြောတဲ့ housekeeping service တွေ maid service တွေ video intercom ကနေခေါ်လို့ရတဲ့အတွက်ကြောင့်မို့လို့ maid မပါလို့ရှင်လေကိစ္စမရှိဘူးဟုတ်ဟုတ်ဒါလေးရ single ကမဟုတ်ဒီမှာလည်း single ဟုတ်ဒီမှာ single ဒီဘက်က master မဟုတ် master နော်တချို့တွေကြတော့ဒါအိမ်ကူလည်းမလိုဘူးဘတ်ဂျက်လည်းချွေတာခြင်းနဲ့ square feet လည်းအရင်ချိန်မလိုဘူးသူဆိုရဲသူတွေကြတော့3 bedroom လေးလိုချင်ဆိုဒါလေးအဆင်ပြေတယ်ပြီးဒီအခန်းလေးရဲ့ view ဆိုလို့ရှိရင်မှ view အကုန်မြင်ရတယ်ဟုတ် river view လည်းမြင်ရတယ် garden နှစ်ခုရောပြီးတော့ city ရောရွှေတကုံဖျား view ရောရတယ်ဟုတ်ဒီဘက်အခန်းလေးလည်းလှရမှာခလေးခန်းလေးပုံစံပေါ့ဟုတ်ခလေးရတယ်ပေါ့future plan တွေပါစဉ်းစားနေခုနအခန်းကတော့အကြိုက်ဆုံးဖြစ်မယ်လို့ထင်တယ်နော်ဟုတ်
ဒါလေးဆိုတူတူအခန်းလေးပေါ့ တူတူ ဟုတ်ညီမလေးတူတူလေးနဲ့ decoration လုပ်ပေးထားတာစပန် animal ကြိုက်တဲ့သူတွေဆိုအဆင်ပြေရောအဲ့ဆိုနောက်ဆုံးကျန်တဲ့တခန်းလေးလိုက်ပြပေးမယ်လေနော်မမနော်ဟုတ်ဒီဘက်မှာ kitchen လေးရှိရယ်ဒါလေးကတော့အခန်းမျိုးစား5မျိုးရှိရတဲ့မှာနောက်ဆုံးတစ်ခန်းပေါ့နော် type C သူကလည်း2 bedroom မှာခုနကြည့်ရ2 bedroom ဘယ်လိုကွာလဲဆိုတော့ဒါကကြောင့် master တစ်ခန်း single တစ်ခန်းပါလို့ဟုတ်အခန်းလေးပြပေးမှာဒီဘက်မှာဟုတ်ဒီဘက်ကတော့ single ခန်းလေးပေါ့သူ master အသားပေးဖြစ်တဲ့အတွက်ကြောင့်မို့ single ခန်းလေးကနည်းနည်းလေးတော့သေးတယ်ဒါ master တော့တော်တော်လေးကျင့်ဟုတ် မာစတာဦးစားပေးတာ ဟုတ်တယ်ဟုတ်တယ်ပြီဒါတော့ master ခန်းပေါ့ ဟုတ်တယ်ဒီမှာစားချင် တော်တော်လေးကျဲတယ်ဟုတ်ဒီမှာဆိုရှင် extra bed လေးပါထူးလို့အောင်ရတယ် ဟုတ်တယ်ဒီမာစတာတော်တော်ကျဲနော် ဟုတ် အဲကြီးခဲ့သမျှလည်းဗာဒီကောင်မာစတာအကျဲ master ကျဲဆုံးပဲဟုတ်ဒီမှာတော့အဲ့လိုမျိုးနေဘူးပဲဖြစ်ဖြစ် investor ပဲဖြစ်ဖြစ်ကောင်းမှုအတွက်ပေါ့နော်ရွေးချယ်စရာအခန်းလေးကအဲ့လိုမျိုး5မျိုးထိရှိတယ်ဟုတ် ကျဲနေပြီ အကြိုက်ဆုံးရွေးလိုက်တော့နော် ကိုကတော့အကြိုက်ဆုံးကတော့ဟိုပဲအကြီးဆုံးပဲ type A ပဲ အကြီးဆုံးအခန်းအကျဲဆုံး ဟုတ်အဲ့ဒါညီမလေးအားရလို့ရှိရင် payment plan လေး promotion လေးပြောပေးမယ်လीနော် ကဲအခုအခန်းကြီးအားလုံးလည်းလိုက်ကြည့်ပြီးသွားပြီဆိုတော့ငါလည်းပဲအခန်းကျဲတိုက်ပြီ တိုက်ရီကိုကြိုက်တယ်ဟောဆိုတော့အခန်းကျဲတဲ့အတွက်အဲ့လိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ကိုကပဲအခန်းကျဲတယ် တိုက်ရပါပဲမြက်ကုန်းကတော့ခက်လုံး ဟောဒါပေမဲ့အခုတဲလို့လာမေးတဲ့အချိန်မှာသူက promotion ကာလာရှိတယ်ဒီမှာပေါ့နော်အမရာဘေးရဲ့အထူး promotion အနေနဲ့ဒီချိန်သူတို့ promotion အချိန်ရှိတဲ့အချိန်လေးမှာဝယ်ရဆိုရင် discount တွေလည်းအများကြီးရှိတဲ့အပြင် payment ကလည်း3မျိုးသတ်မှတ်ထားရကိုရယ်ပထမ payment က100%ပေးလို့ဒုတိယ payment ကကြတော့ development လုံးဆိုလားမသိဘူး ဟုတ်တယ်ဟုတ်တယ် အဲ့ဒါရောနော် အဲ့ဒါ तू က6လတွင်းလို့ရှိရင် तू ကအတိုးမပါဘူးပေါ့အတိုးမဲ့ပေါ့အတိုးမဲ့စီစဉ်ပေးထားပါတယ်နောက်တစ်ခုကတော့ဟာသူတို့အကုန်လုံးသိတဲ့အတိုင်းပဲဘန်လုံးအရေးကြပါတော့30% သွင်းပြီးလို့ရှိရင် 30% down payment သွင်းလို့ရတယ်50% down payment သွင်းလို့ရတယ်ကျန်တာရောတော့ဆက်ပြီးကိုယ့်အကိုသွင်းသွားပါ 50% သွင်းလို့ရှိရင်တခြားခံစားလို့ရတဲ့အခွင့်အရေးတွေလည်းအများကြီးပါပါတယ်တော်တော်စိတ်ဝင်စားနေပြီကိုရီးယားတော့ type A ကိုရွေးချယ်ထားပါတယ်ပြည်သက်ကြီးကတော့ဒီ blog လေးကိုကြည့်ပြီးတော့ဘယ်ခန်းနေကြိုက်နေတယ်မလဲဆိုတာကိုယ့်အကိုစဉ်းစားပြီးတော့ဒီမှာအမရာဘေးကိုလည်းလာပြီးတော့စုံစမ်းပြီးမေးမြန်းပြီးဝယ်ယူနိုင်ပါတယ်ဟောဆိုလို့နေရာတော့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင့် အားလုံးဖိတ်ခေါ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်